ညောင်ရမ်းကြီးသမီးညောင်ရမ်းကြီးသမီးတကယ်ဒီပကံကင်းနှောင်းဝိုင်းရေးတို့ရတော့ကြောက်စာဖြစ်သည်ဤကြောက်စာတွင်ကြောက်စာရေးတို့သူအလူရှင်မှာနိုင်အပတိစီသူမင်းဤတားတော်ကင်ကတူဤဇနီးညောင်ရမ်းကြီးသမီးဖြစ်သည်ဤကြောက်စာရဲ့အလူရှိအမည်ကိုဖော်ပြထားခြင်းမရှိပေညောင်ရမ်းကြီးသမီးသည်မြန်မာနှစ်604ခုနှစ်တွင်ခေမွန်းကွယ်လွန်ပြီးနောက်အလူပြုလုပ်သည်အဖေအမေခင်မွန်းတို့အမျှဝေသည်ဒို့နောက်လူပစ္စည်းများကိုခင်မွန်းတွေရည်စူး၍လူတန်းရာတွေလည်းအတွင်းဥစ္စာအပြင်ဥစ္စာဟူ၍နှမျိုးခွဲခြားလူတန်းသည်ရေစက်သွန်းချအမျှပေးဝေထားသည်ညောင်ရမ်းကြီးသမီးအလိုပြုလုပ်ပုံကိုလေ့လာကြည့်လျင်ခင်မွန်းသည်ခင်မွန်းသည်ခွယ်လွန်နေဆာရောက်ရာတွင်တွေ့ကြုံရသောအပူမိကိုငြိမ့်သက်ရန်ချိုးသားမှုကိုတွေ့ရမည်ဖြစ်သည်ဘာသာတရားရေဆုံးမသည်သာငြိမ်းရာဖြစ်ကြောင်းအနာခွေရာဖြစ်ကြောင်းသိသူဖြစ်သည်သာသနာတော်အရှိတီတန်းစီအတွက်ဥစ္စာပစ္စည်းများလူဒန်းသည်ခေမွန်ကိုချစ်ခင်ယူသည်မြန်တို့ဘာသာတရားကိုကိုင်းဆိုင်မှုကိုပေါ်လီအောင်ဖြည့်ပြည့်တင်းသိမ်မွှေ့မွေ့ရေးထားသောစကားပြေကောင်းတို့ဖြစ်ပါသည်ညောင်ရမ်းကြီးသမီးကျောင်းစာစကားပြေကိုပကံခေတ်19ရာစုမှာညောင်ရမ်းကြီးသမီးကရေးသားခဲ့ပါသည်အခုလိုမျိုးစာရေးသူရဲ့ထုတ်ပတ်တဲ့အကျဉ်းတွေကို KD Studio Channel မှာတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးကြပါဦးဗျာ